ဒေါ်ဆန်းစုကြည်ကွယ်လွန်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးအချိန်ကိုက်သတင်းမှဖြန့်ခြင်းလို့စစ်ကော်မရှင်ဘက်ကတုံ့ပြန်ပြောကြားလာပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့တာငယ်ကိုထိန်လင်းကမိခင်နဲ့အဆက်အသွယ်ပြတ်တောက်နေတာအလွန်ကြာမြင့်နေပြီဖြစ်လို့အကျဉ်းထောင်ထဲမှာကွယ်လွန်ပြီးဖြစ်နိုင်တယ်လို့သတင်းမီဒီယာတွေကတဆင့်ဖွင့်အောင်ပြောကြားလာပြီးနောက်တရက်မှာပဲစစ်ကော်မရှင်ဘက်ကပြန်လည်တုံ့ပြန်လိုက်တာပါ။မိသားစုဝင်တွေအပါအဝင်ရှေ့နေတွေနဲ့တွေ့ဆုံခွင့်ပိတ်ပင်ခံထားရသလိုလူမြင်ကွင်းကနေပျောက်ဆုံးနေရလဲနှစ်တန်ကြာမြင့်နေပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ထုတ်ပြန်ချက်မှာတော့လူထုခေါင်းဆောင်ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်နေရလို့ဆိုပါတယ်။ဒီဇင်ဘာ28ရက်မှာကျင်းပမယ်အတူရောင်ရွေးကောက်ပွဲကိုနှောက်ယှက်လို့အချိန်ကိုက်လှုပ်ကြံဖြန့်ဝေနေတာဖြစ်တယ်လို့စစ်ကော်မရှင်ထုတ်ပြန်ချက်ကဆိုပါတယ်။ဒါအပြင်ဒေါ်ဆန်းစုကြည်ကို2020ပြည်နယ်ရွေးကောက်ပွဲမှာမဲမတမာမှုပြုလုပ်ခဲ့တာအပါအဝင်အမှုပေါင်းများစွာနဲ့အကျဉ်းချခံနေရသူလို့စစ်ကော်မရှင်ကသုံးလုံးပြီးဆွဆွဲပြောဆိုထားပါတယ်။ဒါပေမဲ့ဒေါ်ဆန်းစုကြည်ကအာဏာသိမ်းစစ်တပ်ရဲ့မတရားဆွဲဆိုချမှတ်ထားတဲ့အမှုအလုံးမှာအပြစ်မရှိဘူးလို့ညှင်းဆိုထားပါတယ်ရှင်။လက်ရှိချိန်ထိအမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံများစုကဒေါ်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုနိုင်ငံရေးအကျဉ်းသားတွေအနေနဲ့သာသတ်မှတ်ထားပြီးလွှတ်ပေးဖို့အလင်းတင်တယ်လို့တောင်းဆိုနေကြပါတယ်။